musician တွေအတွက်အကျဲကြီးအားလုံးလက်ခုပ်တီးပေးကြရအောင်နော် Thank you ပါမပြည့်မမြရဘူးလေချောင်းတွေပြန်ပြီးပြောဖြစ်တယ်ဆိုမင်းတည်းမင်းနာမေမင်းချောင်းများရောက်လာရင်ပြောရင်စိတ်ထိခိုက်တယ်မင်းကတော့တုံးနေပါမလားပဲအမောင်တွေမှာဆက်ရှောင်းနေစေဖြာရှိကောင်းချီးပေးပါစေ God bless you all
ဆိုတော့ဦးစမအတီးရောအဆိုရောအားဖြင့်ချီးမွမ်းပေးသားတယ်လူငယ်တွေပေါ်မှာကျေးဇူးအများကြီးတင်တယ်အရောက်စီတိုင်းပေါ်လဲဖျားရှင်သား၍ကောင်းချီးပေးပါစေတော်ကြလားလူငယ်တွေတော်ကြလားလက်ခုပ်တီးပေးပါအောင်အဲ့ဒါဆိုမပြတ်မကွက်နဲ့3 ပတ်4 ပတ်လောက်ကျမတို့စူးစမ်းပြီးလေ့ကျင့်ထားတာဖြစ်ပါတယ်လို့